လူတွေရဲ့ sponsor ကိုတိုးတက်စေရတဲ့မှာဆိုရင်အသိပညာနဲ့နည်းပညာပါပါတယ်အဲ့တော့ကျွန်တော်တို့အသိပညာတိုးတက်ဖို့အတွက်ဆိုရင်ပညာရေးသင်ကြတယ်နည်းပညာတိုးတက်ဖို့အတွက်ဆိုလို့ရှိရင်ဒီနေ့ခေတ်မှာဆိုရင်ဒါနည်းပညာ device တွေ software တွေအသုံးပြုကြတယ်ဒီနေ့ဒီ video လေးမှာတော့ကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းကိုတိုးတက်အောင်ပဲဖြစ်ဖြစ်နည်းပညာအသုံးပြုတဲ့ software ကောင်းလေးတစ်ခုကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်အဲ့ဒီ software လေးထဲမှာကျွန်တော်အသုံးပြုနေကြပုံစံတစ်ခုကျွန်တော်ပြပြတော့ပါမယ်အဲ့တော့အားလုံးအနေနဲ့ Notion ဆိုတဲ့ application လေးနဲ့ရင်းနှီးမလားတော့မသိဘူးသူက notion.so ဆိုတဲ့ဒီ application မှာကျွန်တော်တို့ကိုယ့်ရဲ့ productivity တိုးတက်အောင် notes တွေမှတ်ထားလို့ရတယ်ပြီးလို့ရှိရင် plan တွေချလို့ရတယ်ပြီးလို့ရှိရင် reporting ကျွန်တော်လုပ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့နေ့စဉ် journaling လို့ခေါ်တယ်ကိုပြန်လဲလေ့လာဖို့အတွက် journaling template တွေဖန်တီးထားလို့ရတယ်နောက်တစ်ခါ reporting template တွေဖန်တီးထားလို့ရတယ်အဲ့တော့ဒီ notion ထဲမှာကျွန်တော်ရဲ့ဘဝကို manage လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီ calendar ပုံစံမျိုးအပြင်ကျွန်တော် journaling လုပ်တာပြီးသွားလို့ရှိရင် reporting လုပ်တဲ့အပိုင်းတွေပါကျွန်တော်တခြားလေးအသုံးပြုဖြစ်တယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ဒီ notion ကို journaling template ကိုဘယ်လိုအသုံးပြုပြီးတော့မှ reporting format တွေလုပ်ရမလဲပြီးသွားရင်ကိုယ့်ရဲ့ journal template တစ်ခုဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းလေးကိုပြတာပြီးတော့မှဖြစ်ပါတယ်ပထမဆုံးကျွန်တော် notion.so ဆိုပြီးတော့မှဖွင့်လိုက်ပါကျွန်တော်တော့ login ဝင်လာပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီထဲရောက်ပါမယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော် weekly report တွေကျွန်တော်လုပ်လို့ရတယ်ဥပမာအဖြစ်ဒီလို weekly template တွေပေါ့နော်ကိုယ့်ရဲ့ marketing team နဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ် business team နဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘယ်သူနဲ့မဆိုကျွန်တော်တို့လုပ်မယ်ဆိုလို့ရှိရင်ဒီ template တွေလုပ်ထားလို့ရတယ်ပြီးသွားရင်ကျွန်တော်နောက်တစ်ခုပြပေးပါမယ်နောက်တစ်ခုကကျွန်တော်တို့ product launch လုပ်တော့မယ် interview လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝန်ထမ်းတွေကိုဘယ်လိုစဉ်းစားမလဲဆိုတော့တင်ထားပေးတဲ့ template လေးတစ်ခုပေါ့နော်ဒီထဲမှာကြည့်မယ်ဆိုရင်ကျွန်တော် Unix တဲ့ဟာလေးနဲ့ပြပေးမယ် product launch လုပ်တော့မယ်ဆိုတော့ဒီထုတ်ကုန်တစ်ခုစီးကွက်ထဲဖောက်တော့မယ်ဘာလို့ရမလဲဆိုရင်တင်ချက်လက်တွေတည်ကျင်နေဆိုရင်ဒီခလုတ်ကိုနေလက်တာနဲ့သူစဉ်းစားမယ့်အချက်တွေတည်သွားမယ်အဲ့လိုပဲ interview လုပ်ရတော့မယ်ဘာလို့ရမလဲဘာတွေမေးရမလဲမသိဘူးဆိုအဲ့ဒီခလုတ်နေလက်တာနဲ့ဒီဟာတွေကြာလာမယ်ပြီးွားရင်ကျွန်တော် marketing နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ဘာလို့ရမလဲမသိဘူးဆိုတော့ဒါဆိုရင်အဲ့ခလုတ်နေလက်တာနဲ့သူလောရမယ့်ဟာတွေကျွန်တော်တို့ပါလာမယ်ဒီတစ်ခု marketing လုပ်တော့မယ်ဆိုရင်ပေါ့အဲ့တော့ဒါမျိုး template တွေကျွန်တော်တို့ဒီ notion နဲ့ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြပြအောင်မှာဖြစ်ပါတယ်အဲ့တော့အရင်လွယ်ပါတယ်ပြီးွားရင်ကျွန်တော်တို့အသုံးပြုရတာမခက်ခဲပါဘူးအဲ့တော့ဒီလိုတွားတဲ့လမ်းကြောင်းတစ်လျှောက်မှာဆိုရင်ကျွန်တော်တို့ကဒီ notion မှာ page ဖန်တီးတော့လေးကိုကျွန်တော်အရင်ဆုံးပြပေးမယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် page ဖန်တီးတဲ့ဥပမာလေးနဲ့ပြရမယ်ဆိုလို့ရှိရင်ကျွန်တော် slash လေးနေလိုက်ပြီးတော့ page ဆိုတဲ့စကားလုံးလေးနေလိုက်ရေးလိုက်တယ်ဆိုလို့ရှိရင်ဒီလို page တစ်ခုတွေရောက်သွားလိမ့်မယ်ဒါတော့ကျွန်တော်ဥပမာလေးနဲ့ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် example tutorial လို့ကျွန်တော်ရေးလိုက်မယ်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလေးထည့်မလဲအဲ့တော့ဒီထဲမှာ page တစ်ခုကျွန်တော်ပြန်လုပ်လိုက်မယ်ဗျာနော်အဲ့ဒီမှာဆိုကျွန်တော် template ဆိုတာတွေ့လိမ့်မယ်ဒီ page လေးကိုကျွန်တော်လုပ်လိုက်တဲ့ချိန်ညာအဲ့တော့ဒီအောက်နားလေးမှာကြည့်လိုက်အဲ့တော့ဒီမှာ template ဆိုတာတွေ့လိမ့်မယ်အဲ့တော့ဒီ template လေးကိုကျွန်တော်တို့နေပြီးွားရင်ကျွန်တော်တို့အထက်မှာ journal ဆိုတဲ့စကားလုံးလေးရှာလိုက်အဲ့တော့သူတို့အထက်မှာပေါ့နော်ဖန်တီးပြီးသား template တွေကျွန်တော်ရှိရဗျာကျွန်တော်အစတွေအစုံကိုယ်တိုင်ပြန်လုပ်စရာမလိုအဲ့တော့ပထမဆုံးတွေးတဲ့ဟာလေးရှိလိမ့်မယ်ဒီဟာလေးကိုအဲ့ဒီပေါ်ခလုံးနေလိုက်ပြီးွားရင်ကျွန်တော် add လုပ်လိုက်ဘာလို့လဲဆိုရင်ဒါလေးအသုံးပြုတာကျွန်တော်တို့အရန်ကို effective ဖြစ်စေရယ်နော်ဘယ်လိုတုံးရလဲဆိုတော့ကျွန်တော်တစ်ချက်ပြန်ပြရမယ်ဒါလေးကိုကျွန်တော်တို့အတုံးပြုလိုက်ဒီ journaling လုပ်တဲ့ဟာဒီကိုယ့်ရဲ့ဝန်ထမ်းတွေကိုစဉ်းစားမယ်ဟာဖြည့်ရှင်းရမယ့်ပြဿနာပြီးလို့ရှိရင် reporting လုပ်တာအစပေါ့နော်သုံးလို့ရတယ်ဒါဆိုကျွန်တော်တူထဲမှာပုံမှန်ပါထားတဲ့နော် sample တွေကျွန်တော်ဖျက်လိုက်မယ်ဗျာတစ်ခုချင်းစီဒီထဲမှာတော့တော်တော် journaling လုပ်တာတော့ကိုယ့်ရဲ့ဒီဘဝစီမံခန့်ခွဲဖို့အတွက်ကိုတူပေးတာပေါ့နော်ဒါကျွန်တော်အကုန်ဖျက်လိုက်မယ်ဒီထဲမှာကျွန်တော် new page လေး create လုပ်တာလေးကိုပြပေးကြည့်မယ်ဥပမာတစ်ခုအနေနဲ့ပေါ့နော်ကျွန်တော် testing လုပ်တဲ့ကြောင့် testing လို့ကျွန်တော်ရိုက်လိုက်မယ်ပြီးတော့ဒီထဲမှာကြည့်လိုက် empty ဆိုတာဖြစ်နေလိမ့်မယ်ကျွန်တော်အဲ့ဒါမှာ template တစ်ထည့်မှာကျွန်တော်တို့ကအဲ့တော့ new template ဆိုတာလေးကိုနေလိုက်ပြီးတော့ဒီ new template ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာရေးမလဲပေါ့ဥပမာကျွန်တော်တို့ daily journal ရေးလဲရတယ်ဒါမှမဟုတ် marketing အတွက်လုပ်လဲရတယ်ဒါဆိုရင်ကျွန်တော်နေ့စဉ်ပေါ့နော်ကိုမေးတဲ့မေးခွန်းတွေအတွက်ကိုကျွန်တော်တို့လုပ်မယ်ဆိုပေါ့ဒါဆိုရင်ကျွန်တော်တို့နေ့စဉ်ပြန်ပြီးတော့အဲ့ဒီမေးခွန်းတွေထည့်ရနေကြမလို့ခလုံးလေးလက်တာနဲ့ဒီမေးခွန်းတွေမေးပြီးတော့မှကိုကအောက်မှာဖြည့်ရုံပဲဖြည့်အောင်ဆိုရင်ဒါလေးရေးလိုက်မယ်ဥပမာဆိုရင်ဒီနေ့မှာကျေးဇူးတင်ရင်တော့အတင်ဆုံးအရာပါလဲဒီနေ့မဖြစ်အောင်လုပ်မဲ့ဒါရီမန်ချက်ပတ်နိုင်ရင်ဘာလဲပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ရေးလိုက်မယ်၄ခုတော့ကျွန်တော်ရေးမယ်ဗျာမနီကကိုတင်ကန်းစာရခဲ့တာပါလဲပေါ့အဲ့တော့ဒါမျိုးကျွန်တော်ရေးလိုက်မယ်ရေးပြီးမှဒါကိုကျွန်တော်တို့အသုံးပြုတော့မယ်ဆိုပါတော့အသုံးပြုတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရက်ကျွန်တော်ရှိမယ်ဒီနေ့ဆိုဒီဇင်ဘာအခုဒါဖန်တီးတော့73ပေါ့နော်ဒီဇင်ဘာ73ရေးလိုက်မယ်ခလုတ်လေးနေလိုက်မယ်ဒီမှာ daily journaling question နေလိုက်တာ ਨੇ ဒီမှာတစ်ခါလေးဖြည့်အောင်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့
အသုံးပြုလို့ရတယ်တခါလေကြာရင်ကျွန်တော်တို့ကဗျာဒီ report တစ်ခုရေးခိုင်းမယ်ဆိုတော့ဥပမာဆိုကိုကစဉ်းစားရလဲခက်နေရဆိုရင် AI နဲ့ကျွန်တော်စဉ်းစားလိုက်မယ် Gemini နဲ့တွားလိုက်ဒီမှာ marketing တစ်ခုရေးမယ် template တစ်ခုလုပ်ပေးပါကျွန်တော်တို့ရိုက်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဘာပေါ်လာမလဲကျွန်တော်တို့ကြည့်အောင်ခဏတော့စောင့်အောင်ပါဗောနော်အဲ့တော့ဒီ marketing report တစ်ခုလုပ်ဖို့ကျွန်တော် template ရိုက်ထည့်လိုက်တယ်အဲ့တော့သူကတော့ဒီမှာအောက်မှာကျွန်တော်ကြည့်မယ်ဆို thinking ဆိုတာလေးတွေ့လိမ့်မယ်ဘာလို့ thinking ဖြစ်နေလဲဆိုတော့ Gemini 3.0 ကျွန်တော်တောင်းလာလို့ 3.0 ပို့ပြီး smart ဖြစ်တယ်ဒီတော့သူကဒီ marketing template တစ်ခုမှာပါဝင်ရမယ့်အရာတွေကိုကျွန်တော်တို့ကြားလာပြီအဲ့တော့ဒီထဲမှာဆိုရင်ကျွန်တော်တို့ကအမေးဖြေနဲ့ပဲလုပ်ချင်တယ်ဗျာဒါဆိုရင်အမေးဖြေလေးကိုကျွန်တော်တို့ကပြန်ထုတ်ခိုင်းလိုက်မယ်သူရေးတဲ့ပုံစံလေးကိုကျွန်တော်တို့ကပို့ကောင်းအောင်ဆိုလို့ရှိရင်ဒါဆိုရင်မိခွန်းပုံစံမျိုးနဲ့ရေးပြပါလို့ကျွန်တော်ရိုက်ထည့်လိုက်မယ်အဲ့တော့သူဘယ်လိုထွက်လာမလဲကျွန်တော်ပြန်ကြည့်အောင်တခါတည်းဖြည့်လို့ရအောင်ပေါ့နော် ready to fail format နဲ့ဒီတော့သူကျွန်တော်တို့ပြန်ထုတ်ပြီးမယ်အဲ့ဒါဟောပဲခုနကတော့ကကျွန်တော် Notion ထဲမှာထည့်ထားလိုက်လို့ရတယ်ဒါမှမဟုတ်ကိုယ်တိုင်စဉ်းစားတဲ့ဟာဆိုလို့ရှိရင်လည်းထည့်ထားလို့ရတယ်ဗျာဒါဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့စဉ်းစားရတဲ့အနေနဲ့ခက်နေရဆိုလို့ရှိရင်ဒီ Gemini ထဲမှာရှိရတယ်ရှိမယ်အဲ့ဒါလေးကိုယူပါလိုက်เนาะဒါဆိုရင်သူကအမေးနဲ့အဖြေနဲ့တစ်ခါတည်းကျွန်တော်တို့ဖန်တီးပေးနေပြီအဲ့တော့ဒီအမေးနဲ့အဖြေနဲ့ကို copy ယူလိုက်ပြီးတော့ကျွန်တော် Notion template တစ်ခုလုပ်မယ်ဗျာဒါဆိုလို့ရှိရင်ကျွန်တော် new template create လုပ်လိုက်လို့ရတယ်ဒီမှာ new template ကျွန်တော်တို့တွားလိုက်ပြီးလို့ရှိရင်အောက်မှာ paste လုပ်လိုက်ပြီးတော့အထဲမှာဆိုရင်ကျွန်တော်တို့ဘာရှိမလဲဆိုရင်ဒီ line တွေနဲ့ကြောင့်ချက်ချင်းကျွန်တော်ဖြည့်လို့မရအောင်ဆိုတော့အဲ့ line တွေမှာဖြည့်လို့ရအောင်ကျွန်တော်လုပ်လိုက်မယ်ခေါင်းစဉ်လေးကိုတော့ကျွန်တော် manly marketing report ကျွန်တော်ပေးလိုက်မယ်ဗျာအဲ့တော့ဒီနေ့မှာနည်းနည်းဒီဖြည့်ရမယ့်ဟာလေးကျွန်တော်လုပ်လိုက်မယ်ဥပမာဆိုဒီစာကြောင်းကြီးနေဆိုသူက typing ရိုက်လို့ရမှာမဟုတ်ဒီတော့အောက်မှာ list လုပ်လို့ရအောင်ကျွန်တော်တို့ကချလိုက်ပေးလိုက်မယ်ဒါဥပမာပေါ့နော်ကျွန်တော်တို့အချိန်ပေးနိုင်ရင်လို့ကျွန်တော်တို့ template ကောင်းလေးကျွန်တော်လုပ်ထားလို့ရတယ်အဲကြော်ညာရေးတာပဲဖြစ်ဖြစ်စဉ်းစားတာပဲဖြစ်ဖြစ်ပြီးလို့ရှိရင် reporting အတွက်ပဲဖြစ်ဖြစ် planning အတွက်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့စဉ်းစားတဲ့ပုံစံကိုကျွန်တော်တို့စနစ်ချလာလို့ရတယ်အဲ့တော့ဒါကြီးဖြတ်လိုက်မယ်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ပေါ့နော် report လုပ်တာပြီးတော့ရှင်ကျွန်တော် journaling လုပ်တာတွေပါအများကြီးကျွန်တော်လုပ်လို့ရပါတယ်ကျွန်တော်ဒါဆိုရင်ကျွန်တော်တို့က marketing report တွေပါရပြီကျွန်တော်ဥပမာလေးတစ်ခုပြန်ပြရမယ်ကျွန်တော်နေ့စဉ်အသုံးပြုနေတာဒါ Notion နဲ့လုပ်နေဆိုကျွန်တော်9နှစ်ကျော်ရှိပြီအဲ့ဒီထဲမှာ journaling လုပ်တဲ့ကျွန်တော်ရဲ့ journal လေးကိုတစ်ချက်ပြပေးကြည့်မယ်နော်ဒါကတော့ marketing report ကိုခလုံးနေလိုက်ပြီဆိုရင်ဖြည့်လို့ရတဲ့ပုံလေး Notion ရဲ့ power အများကြီးသုံးလို့ရတယ်ကိုကသိကျင်နေဆိုရင် Notion ဘိုင်ဖုန်းလို့ပါလို့ရှိရပါတော့ဆရာ Notion ဘိုင်ဖုန်းလို့အတော့ follow လုပ်ထားလိုက်ရတယ်ကျွန်တော်တို့အသုံးပြုတဲ့ဒီ journaling ပုံစံလေးကိုကျွန်တော်ပြပေးမယ်ဒါကတော့ကျွန်တော်အသုံးပြုဖြစ်တဲ့ journaling လုပ်တဲ့ပုံစံလေးအဲ့တော့ဒီထဲမှာကျွန်တော်တို့ကကိုယ့်ရဲ့ build yourself ဆိုတာတွေ့လိမ့်မယ်အဲ့ဒီ build yourself ကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ဆိုဒါနေ့စဉ်ကျွန်တော်မေးပြီးတော့မှကိုဖြည့်တဲ့အပိုင်းလေးကိုကျွန်တော်တို့တွားတာပေါ့ဒါကတော့ကျွန်တော်ရဲ့ journaling လုပ်တဲ့ template လေးပေါ့နော်နှစ်ပေါင်းများစွာကျွန်တော်ရေးခဲ့လိုက်တယ်ကျွန်တော်ရဲ့ဒီ journaling လုပ်တဲ့ template လေးကိုကြည့်မယ်ဆိုဒါလေးကိုတွေ့လိမ့်မယ်ဒါဆိုရင်နှစ်ပေါင်းများစွာကျွန်တော်ဖြည့်ခဲ့တဲ့ဟာပေါ့နော်နေ့စဉ်မနေ့ထလာပြီဆိုဒီခလုတ်လေးနေတဲ့တာနဲ့ဒါဖြည့်သွားလို့ရတယ်အဲ့တော့ဒီကနေတခုခုအသုံးပြုလို့ရမယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့မှကိုဘာတွေသိသွားလဲ comment မှာရေးခဲ့လို့ရရင်ရေးခဲ့ပေးပါအောင်ပြီးလို့ရှိရင်ကိုမေးချင်တဲ့မေးခွန်းတွေရှိရဆိုလို့ရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ဆုံးဖြတ်ပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ